လျှက်စနစ်မလိုပဲနဲ့ဆိုင်ကယ်ဘက်ထရီအိုးရှိုံလေးနဲ့ပေ30ကျော်ဆွဲတင်နိုင်တဲ့ DC မော်တာလေးတွေပါလို့ငွေ8000ခွဲပဲရောက်ပါတယ်ဆိုင်ကယ်ဘက်ထရီအိုးရှိုံနဲ့ပေအစိတ်30ကနေပြီးဆွဲတင်နိုင်ပါတယ်ဒီအားလေးကတော့မြင်တဲ့အတိုင်းပါပဲလျှက်စနစ်လုံးဝမလိုပါဘူးလို့ဆိုင်ကယ်ဘက်ထရီအိုးနဲ့တင်ဒီတင်လို့ရပါတယ်မြန်မာငွေ8000ခွဲပဲရောက်ပါတယ်လို့12ဖို့ဘက်ထရီအိုးရှိုံနဲ့ဒီအစိတ်30ကနေဆွဲတင်နိုင်ပါတယ်လို့အဝစီတွင်းရေတွင်းကြိုက်ထားနေကုန်ဆွဲတင်လို့ရတယ်ဝက်200လေးပါလို့ဝက်200လေးရဲ့ရေအားလေးပါတနာရီတော့ဘလိုပဲမောင်းမှရပါတယ်မော်တာမပူပါဘူးတလက်မအဝင်3မှတ်အထွက်10မိနစ်မောင်းရင်တပေပါရပါတယ်လို့10မိနစ်ကိုပေပါတစ်လုံးရပါတယ်မြန်မာငွေ8000ခွဲတဲ့နဲ့ရောက်ပါတယ်လို့ဘယ်မှာမှမရပါဘူးပေ30ကျော်ဆွဲတင်နိုင်တဲ့ပန့်8000ခွဲနဲ့ကျွန်တော်တယောက်ပဲရောက်ပါတယ်လျှက်စစ်မီးနဲ့သုံးမယ်ဆိုရင်ကတော့အတက်ပလာတစ်ခုဆောင်းရပါမယ်လို့အတက်ပလာဂျားကန်လေးတစ်ခုဆောင်းတော့လျှက်စစ်မီးနဲ့သုံးလို့ရမယ်တော့လျှက်စစ်မီးရော DC ရော AC ရော2မျိုးသုံးရင်တော့